မင်္ဂလာပါဒါချစ်ကင်တီကတော့ရတာတွေထမ်းလို့ပေါ့နော်ဒီရတာတွေထမ်းမှာဒါကစက်သွန်ဖြူနဲ့ဂျင်းနဲ့ကိုကြိတ်ထားတဲ့ဟာဒါကတော့ငရုတ်တီမဟုတ်ပေါ့နော်ဒါကမစပ်ဘူးမစပ်တဲ့ငရုတ်မဟုတ်ဒါကတော့ရှာလကာကြီးဒီသုံးမျိုးကိုထမ်းမယ်ပေါ့နော်ဒါစက်သားခုနခုတ်ထားတဲ့ဟာပေါ့နော်ဒီမှာထပ်ပြီးငရုတ်တီမဟုတ်ပြန်ရှာလကာကြီးပြန်ဒါစက်သွန်ဖြူနဲ့ဂျင်းနဲ့ကြိတ်ထားတဲ့ဟာပေါ့နော်ဒါကတော့ကျမတို့ရဲ့ Master Chef ပေါ့နော်ဒါလို့နေပြီဒီလိုလို့ရရတာတွေစက်သားတွေကိုဝင်အောင်ပေါ့နော်ပိုစားကောင်းအောင်ပေါ့ဒီလိုနှက်အောင်နဲ့ပေးပြီးရင်ရခုစားထက်ပြီးခုနသုံးမျိုးထက်ပြီးတော့စားထက်ပြီးခုနရထက်ပြီးတော့ခုနှက်ထားပြီးပြီပေါ့နော်ခုခဏထားပြီးမယ်ပြီးရင်ပြန်ဆက်လို့ဆက်တင်ပေးမယ်နော်